ဝမ်းအရဲချုပ်တဲ့သူတွေအတွက်ကိုဧကီကနီလန်းကောင်းလေးတွေပြောပြပေးမှာဖြစ်တယ်ပေါ့နော်ဝမ်းအရဲချုပ်တဲ့သူတွေကအမြင့်တက်ပါတဲ့အသီးနှံမျိုးများများစားပေးပါပြီးတော့ရေများများတောက်ပါနောက်တစ်ချက်ကကိုလက်လှူရှားမှုများများလုပ်ပေးပါနောက်တစ်ခုကကြတော့နောက်တစ်ခုကဝမ်းသွားခြင်းစိတ်ကိုလုံးဝမအောက်ထားပါနဲ့ဝမ်းသွားခြင်းတဲ့အချိန်မှာသွားပြည့်အောင်လို့သွားပါဝမ်းချုပ်ထားခြင်းရဲ့အဓိကအကြောင်းရဝမ်းသွားခြင်းစိတ်ကိုအောက်လိုက်တဲ့အတွက်ဝမ်းကချုပ်သွားရခြင်းဖြစ်တယ်နောက်တစ်ခုကကြတဘာဝဆေးနီးတွေနဲ့တဘာဝဘယ်လိုပြောမလဲဖြော်ရည်ပေါ့နော်တမယာရည်တို့မကြီးဖြော်ရည်တို့ကိုတောက်တုံးပေးရင်လည်းဝမ်းကိုသွားစေပါတယ်နောက်တစ်ခုကဝမ်းနှုတ်ဆေးပေါ့နော်ဝမ်းနှုတ်ဆေးကိုအမြဲသုံးဆွဲမယ်ဆိုလို့ရှိရင်လည်းအမြဲတိုင်းကိုကဝမ်းနှုတ်ဆေးစားနေမှာဝမ်းသွားတယ်ဆိုရင်ဝမ်းနှုတ်ဆေးရဲ့အာနိသင်ကအရန်ကိုဆိုးဆိုးဖြစ်တယ်ပေါ့နော်။ဘာလဲဆိုတော့သူကဥကိုပါစေပြီးတော့ဥမာဤကင်ဆာဖြစ်တဲ့အထိကိုဖြစ်တယ်ပေါ့နော်။အဲ့တော့ဝမ်းနှုတ်ဆေးကိုလည်းအဓိကရှောင်နေရမယ့်အဆက်ထဲမှာပါတယ်ပေါ့နော်။နောက်တစ်ခုကကြတော့အစီများတဲ့အစားအစာပြီးရင်မပြောရမယ်အချိုများတဲ့အစားအစာတို့ပြီးကဖင်တက်ပါတဲ့အချိုရည်တို့လုံးဝရှောင်ကြည့်ပါဒါတွေကိုစားနေမယ်ဆိုရင်ဝမ်းအရန်ချုပ်တဲ့သူတွေကဘလို့မှဟိုဖြစ်မှာမဟုတ်ဘူးပေါ့နော်ဒီနီးလန်းတွေကိုလည်းအကူကမလုံနိုင်ဘူးဒီအသီးနှံတွေလည်းမစားနိုင်ဘူးဒီဟာတွေကိုလည်းမရှောင်နိုင်ဘူးဆိုရင်တော့အိမ်ရောက်နဲ့ရွှေရုပ်တွေအာရုံကြောင့်အကောင်းစေတဲ့အစီကြောင့်ဝမ်းမှန်စီပြလေးကိုညဘက်ကိုအစာနဲ့ခွာပြီးတော့ငါးလုံးပဲတောက်ပေးရင်ဘိုက်အစီကိုလည်းကျစေတဲ့အပြင်ဝမ်းကိုလည်းပုံမှန်ပျော့လေးသွားခြင်းပါတယ်သွားပစ်ပါတယ်ပေါ့နော်ပြီးလို့ရှိရင်သူကဘိုက်မနာပဲနဲ့ဝမ်းကိုပုံမှန်အတိုင်းပဲပျော့ပြောင်းစေပြီးတော့သွားတယ်အာရုံကြောင့်အားစီလည်းဖြစ်တယ်ပေါ့နော်သူကတောက်သုံးမဲ့ဆိုရင်တော့အဂရိရှိမှာတပူးကို1200နဲ့လက်လီလက်ကားစပြီးတော့အပိလို့ရပါတယ်10ဘူးစီးရစပြီးလက်ကားသေးရှိပါတယ်အဂရိကတော့ပသိမ်မြို့ကိုယ်စားလှယ်အဂရိဝင်းမဲ့ဖြစ်ပါတယ်ရှင်အဂရိရဲ့ဖုန်းနံပါတ်9694ခွန်တရှိကနေဆက်သွယ်မှာယူပါရှိ